Grow AI ကို free သုံးမယ်ဆိုတော့ကျွန်တော်တို့ဒီ Grow AI မှာ Grow AI ပေါ့နော်တခြား website တခုမှာ free ရနေရလို့ကြားတယ်သူ limit လေးတွေတော့ရှိရလို့လည်းပြောတယ်ဒီလုံးဝ official site မှာကျွန်တော် free သုံးမှာတော့မဟုတ်ဘူးပေါ့နော်တခြား site မှာပေါ့အဲ့တော့ကျွန်တော်ရိုက်ချကြည့်လိုက်မှာပေါ့ကျွန်တော်ရိုက်ချထားတဲ့ပုံစံမျိုးဒီဟာလေးဒီ AI လေးပေါ့နော်ဒီ AI လေးမှာသွားပြီးစမ်းကြည့်မှာသူများတွေပြောတာတော့ရနေတယ်လို့ပြောတယ်ကျွန်တော်တို့ရညီကိုပေါ့နော်သိအောင်လို့ကျွန်တော်အတူတူစမ်းပြမှာဆိုတော့သွားလိုက်မယ်သွားလိုက်ပြီဆိုရင်ဒီကောင်ခဏလေးနော်ဆိုတော့ဒီဟာလေးနေပြီဆိုတော့ကျွန်တော်ဒီကောင်လေးဖြစ်ဖို့များတယ်နော်ဒီပေါ်ဆုံးမှာချလာတဲ့ဒီကောင်လေးကျွန်တော်စာလုံးပေါင်းမှားတာလို့ပဲထင်တယ်ဟုတ်တယ်ဒီမှာ free grow ရဲ့ imaging API ရောနဲ့ပါညာစမကလာလို့ကျွန်တော်ဒီနှစ်ခုတော့ကျွန်တော်ရှာလိုက်တဲ့ domain name ထဲမှာသွားတူတာရှိဆိုတော့ဒီကောင်လေးကိုကျွန်တော်အရင်ဆုံးဝင်လိုက်မယ်ပထမဆုံးပေါ်လာတဲ့ A ဆိုတဲ့ကောင်လေးနဲ့ပုံစံလေးအဲ့ကောင်လေးကိုဝင်ပြီးတော့ကျွန်တော်တို့ဒီမှာ tester ဆိုတာရှိတယ်ဗျဒီ AI page တွေကပုံနေကြမဟုတ်ရင်တော့မှဗျကျွန်တော်တို့ဝင်ပုံဝင်ကြီးအတူတူပဲဗျသိလားဝင်လိုက်ပြီဒီမှာ tester ဆိုတဲ့ကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ကျွန်တော်လည်းတစ်ခါမှမဆမ်းဘူးเนาะအတူတူဆမ်းပြမလို့ကျွန်တော်ဒီဗီဒီယိုလေးကိုလုပ်လိုက်tester ကိုနှိပ်လိုက်တယ်နှိပ်လိုက်တော့ကျွန်တော်တို့ဒီမှာဒါတွေကတော့ကြော်ညာတယ် effort all ပဲလုပ်ပေးထားတယ်ပြီးရင် tester ကိုပြန်နှိပ်မယ် line ကြနေဖြစ်မယ်ဗျtester ကိုနှိပ်လိုက်ပြီဆိုသူကဒီမှာအကောင့်ဝင်မှုပြောတယ်ကျွန်တော်တို့အကောင့်ဝင်မှာဖြစ်တာကြောင့်ဒီ Google ပေါ့ sign in with Google ဆိုတဲ့ကောင်လေးကိုတစ်ချက်နှိပ်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ရဲ့ Google အကောင့်တစ်ခုခုနဲ့ဝင်ပေးလိုက်ပါမယ်ဝင်ပေးပြီးသွားရင်ကျွန်တော်ခဏလောက်ဆောင်မယ်ဗျခဏနော်ဒီမှာsorry ဒီမှာကျွန်တော်အကောင့်ပြန်ဝင်ပေးလိုက်မယ်နော် Google အကောင့်နဲ့ပဲဝင်လိုက်မယ်နော်ကိုအဆင်ပြေမဲ့ Google အကောင့်နဲ့ဝင်ပြီးသွားရင်ဒီလိုပေါ်လာရင်ကျွန်တော် continue ပဲနှိပ်လိုက်မယ်ဒီတော့နှိပ်ပြီးခဏလောက်ဆောင်လိုက်မယ်ခဏလောက်ဆောင်လိုက်ဒီမှာ sign in with Google ဆိုပါညာစမကလာပေါ်နေဆိုတော့ဒီနေလိုနေရာလေးကိုရောက်ပိုင်းခေါင်းမချုပ်ပါနဲ့ကျွန်တော်ဒီအမှန်ကြီးလေးပြရမှာပေါ့နော်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်4000ကွက်လေးတွေကိုပြီးရင်ခဏလောက်ဆောင်လိုက်မယ်ဒါဆိုကျွန်တော်ဝင်သွားပြီအကောင့်ကျွန်တော်ဒီမှာကျွန်တော်အကောင့်ပုံစံလေးနဲ့ပေါ်ဝင်သွားပြီဆိုရင်ကျွန်တော်ဘယ်နေရာမှာသွားထုတ်မလဲဆိုတော့ဒီမှာတော့သူကအများကြီးပဲပြပါတယ်ဗျတရားတော်တော်မိုက်တယ်သူကစုံတယ်လို့ပြောလို့ရဒီမှာ image to video ပါတယ် text to video ပါတယ် video to video ပါတယ် video editing ပါတယ် speech to video ပါတယ် lip sync ဆိုတာပါတယ်အဲ့အများကြီးတည်းမှာကျွန်တော်က Grow AI သုံးပါဖြစ်လို့ကျွန်တော်ဒီ text to video ကိုအရင်သွားကြည့်လိုက်ဒီအောက်မှာကြီးလေးရှာတယ်ဗျာနော်ဒီအောက်မှာလည်း model တွေအများကြီးပဲဗျGemini Omni တောင်ပါတယ်နော်ဒီမှာ Seedent 2.0 လို့ပါတော့ဆိုတော့ဒီထဲမှာကျွန်တော်တို့ Grow ကိုရှာကြည့်လိုက်မယ်ကျွန်တော်ဟိုကနေမသွားပဲဒီထဲမှာကျွန်တော် Grow မတွေ့ဘူးနော်မတွေ့တော့ဒီမှာစာမျက်နှာလေးရှိတယ်ကျွန်တော်နှစ်ကိုသွားကြည့်လိုက်စာမျက်နှာနှစ်မှာဆိုရင်စာမျက်နှာနှစ်မှာဆို1လည်းရှိတယ်ကျွန်တော်ဆိုတော့ဒီမှာဒီကောင်မှမတွေ့ဘူးဆိုတော့ကျွန်တော်3ကိုသွားလိုက်စာမျက်နှာ3မှာဆိုရင် VO 3.1 နေ VO 3တွေတခြားဟာတွေအများကြီးရှိပါတယ်ဗျကျွန်တော်ကတော့ Grow ကိုရှာနေရပါတော့ဆိုတော့ဒီမှာ4ကိုသွားလိုက်မယ်ထပ်ပြီး4မှာမရှိရင်ကျွန်တော်တို့ဟိုဟာ text to video နဲ့လုပ်မှာပေါ့နော်မတွေ့ဘူးဆိုတော့ကျွန်တော် text to video ပဲတန်းယူလိုက်တယ်ဒီကောင်နှိပ်လို့မရဘူးဗျအောက်မှာလည်းယူရမှာဖြစ်မယ်နော်နှိပ်တာလေကျွန်တော်နှိပ်လို့မရ search model ပိုင်းနည်းနည်းကျွန်တော်နှိပ်လိုက်တာရပါတယ်ဗျ line ကြနေရဗျသိလားဒီမှာ text to video ကိုနှိပ်လိုက်တော့ဒီမှာရွေးထားတာပေါ့ဒီမှာရွေးထားတယ်ရွေးတော့ဒီမှာအများကြီးပဲကြလာတဲ့တဲမှာကျွန်တော် grow ရှာမှာပေါ့နော် grow ရှာမှာဒီမှာ grow နော် grow imaging ဆိုပြီးတော့အဲ့ကောင်လေးကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်မယ်ဗျသူများတွေပြောနေတာ grow free တခြားကောင်တွေတော့မသိဘူး grow free ရနေလို့ပြောဒီမှာဒီလိုပေါ်လာပြီဆိုကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီမှာဒါနဲ့ like ဆက်စုကြည့်လိုက်ပါဦးနော်ကျွန်တော်တို့အခုမှစသုံးပါဆိုတော့ဒါ reference ပုံထည့်တဲ့နေရာဖြစ်မယ်ဗျဒီနေရာလေဟုတ်တယ်ဒီမှာနော်ဒီမှာ reference ပုံထည့်လို့ရတယ် test ID ကဘာလဲမသိဘူးဒါ test ID ဒီမှာ pro နေရာမှာကျွန်တော်က ChatGPT မှာတောင်းထားတဲ့ pro ကိုသွားရှာ ChatGPT မှာကျွန်တော်ခုနတော့ယူထားတဲ့ pro တွေပေါ့ဒီမှာ video pro ဒီ video pro ကိုထည့်ပြီးတော့ထုတ်ကြည့်လိုက်မယ်တန်းပြီးတော့ကျွန်တော်ထုတ်ရမရပဲသိကြတာဆိုတော့လေရှည်ဝေးလုံးနေတော့ video တွေကြာလို့ဗျဆိုတော့ဒီမှာဒီ pro နေရာမှာဒီမူရင်းရှိတဲ့ဟာတွေအကုန်လုံးကိုဆက်လက်လိုက်မယ်ဆက်လက်ပြီးတော့ဘောကနေ copy လာတာ web page လုပ်လိုက်ပြီး
ပြီးသွားလို့ရှိရင် page လုပ်လိုက်ပြီပေါ့နော်လုပ်ပြီးသွားရင် resolution နဲ့ရွေးလို့ရမယ်ဗျကျွန်တော်920နဲ့စမ်းထုတ်ကြည့်ဦးမယ် free ဆိုပေမဲ့920နဲ့ရလာပေါ့အော်မရဘူးเนาะဒီမှာပေါ်နေ18တဲ့18ခုနှုတ်မယ်တဲ့အဲ480နဲ့480နဲ့ဆိုရင်6ခုပဲနှုတ်မယ် credit ကကျွန်တော်မှာ credit ဘယ်လောက်ရှိလဲမသိခဏလေးဒီမှာလည်းကြည့်လို့မရဘူးเนาะကျွန်တော်စမ်းထုတ်ကြည့်လိုက်ပြီမယ်เนาะ920နဲ့စမ်းထုတ်ကြည့်လိုက် duration ကတော့6စက္ကန့်ပဲထားတယ် site ကိုတော့ကျွန်တော်ဒီမှာ 9.6 ကိုထားလိုက် TikTok site ပေါ့เนาะပြီးတော့ကျွန်တော်ဒီမှာ reference တွေပါတယ်ယူလို့ရတယ်ဆိုတော့ကျွန်တော်တန်းမဲ့ထုတ်ကြည့်လိုက်မယ်ဒီ run ဆိုတဲ့ကောင်လာမျိုးနှိပ်ကြည့်လိုက်အောင်run ဆိုတာတွေနှိပ်ထားရနော်ထုံးမဲ့ဥစားလေးဘာမှမခက်ဘူးဒီလိုစာမျက်နှာလေးရောက်သွားရင်ဒီမှာကျွန်တော်တို့ prompt ထည့်လိုက်တယ်ပြီးတော့ run ကိုနှိပ်လိုက်တယ်ဗျနော် grow AM free လာထုတ်နေရပါဗျာဒါဆိုရင်တော့ဒီမှာ generating content တော့ပေါ်နေကျွန်တော်ခဏအောင်ဆောင်းလိုက်မယ်ဒီမှာ progress ဆိုပြီးတော့နိ25ရာခိုင်နှုန်း100ပြည့်အောင်ဆောင်းအောင်မယ်ထင်တယ်ဗျ credit ကဘယ်လောက်ရလဲမသိဘူးเนาะအကောက်ဝင်ဖွင့်တော့ကျွန်တော်ပြီးကြမှာတခြားနေမှာသွားဆက်စုပြီးကြည့်ကြည့်လိုက်မယ်အတူတူကျွန်တော်လည်းအခုမှထားအောင်စမ်းတာဆိုတော့လေမြန်မာတခြားညီကိုမောင်နှမတွေလည်းဟိုဟာဖြစ်ထားတယ်ဗျပဲပြောထားတာရှိတယ်တခြား creator တွေပေါ့နော်သူပြောထားတာလည်းရှိတယ်ဒီအိန္ဒိယကောင်တွေပြောထားတာတွေလည်းရှိတယ်ကျွန်တော် like လေးလိုက်နေပေါ့နော်အဲ grow free သုံးလို့ရမယ် website လေးတွေ like လေးလိုက်ဒီလိုကျွန်တော်ဒီ website လေးကိုဟိုဟာဖြစ်လိုက်တာကျွန်တော်လည်းတစ်ခါမှတော့မဆန်းဘူးဗျအခုမှတူတူလာပြီးတော့ဒီညီကိုမောင်နှမတွေနဲ့စမ်းပြတဲ့သဘောပဲနော် model တွေကတော့ဒီ AI နဲ့မှာအများကြီးရှိတယ်ဗျသိလားကျွန်တော်တို့တော်တော်များများတော့2တော်တော်များများတော့ဗောနော်ဝယ်တဲ့လူတွေကိုပဲဦးစားပေးတာဗောဝယ်တဲ့လူတွေဆိုရင်တော့တော်တော်များများထုတ်လို့ရတာတွေသုံးလို့ရတာတွေရှိ free သမားတွေအနေနဲ့တော့ကန့်လန့်ချက်လေးတော့ရှိတာဗောလေဆိုတော့ကျွန်တော်အပိုင်းအခန်း1အတွက်ဗောနော်ထုတ်ထားတယ်ဗီဒီယိုလေးရပြီထင်တယ်မဟုတ်ဘူးနော်ဒီမှာမှားသွားတယ်လေသိလားခုနကတော့မှကျွန်တော်ဖြတ်လိုက်တဲ့ဒီဥစ္စာကြီးကဒီပုံကြီးကဒီမှာ auto ကြီးဝင်နေတာ reference နေရာမှာလी auto ကြီးဝင်နေတော့ဒီပုံကြီးအရင်လာသွားတာဗျသိလားကျွန်တော်ပြန်ကြည့်လိုက်အောင်မနော်ကြည့်လိုက်မယ်ဒီပုံကြီးကိုရတယ်ဘာမှမပြုတ်ပါပြီဒီမှာဆိုတော့ဒီစင်းလေးရသွားဆိုကျွန်တော်ဒါလေးကိုအရင်ဒီကောင်လေးက download လေးထင်တယ်ဗျအများလေးအောက်ဆိုင်တယ်ဒီကောင်လေးကိုနှိပ်လိုက်ဒီမှာ down သွားပြီနောက်တစ်ပုတ်လောက်ထပ်ထုတ်ကြည့်လိုက်မယ်နော်ဘယ်နှပုတ်လောက်ရလဲဆိုတာသိကျင်လို့ဗျ free သမားတွေအတွက်ခိုင်းနော်copy ပြီးတော့ကျွန်တော်ဒီ prompt နေမှာ page ပြန်လုပ်လိုက်ပါမယ်ပြန်လုပ်ပြီးတော့ထပ် run လိုက်မယ် run လိုက်ပြီဆိုရင်ထပ်ပြီးတော့ generate နေပါပြီအရင်ဆုံးကျွန်တော်ပြောချင်တာဒီထဲမှာတည်းကခုန run ထားတဲ့ဟိုဟာလေးပျောက်သွားတယ်ဗျာသိလားခုနပထမထုတ်ထားတဲ့ဗီဒီယိုလေးပေါ့နော်ဒုတိယဥစ္စာ run လိုက်တော့ပျောက်သွားတယ်အဲ့ဒါလေးကိုဘယ်မှာပြန်ရှာရမလဲဆိုတာကျွန်တော်ဒီထဲမှာမပြတော့ဘဲနဲ့ဒီကိုယ့်အကူပဲ down လိုက်ပေါ့နော်တပုတ်ထွက်လာရင်တပုတ်တန်း down လိုက်တာပို့ပြီးအဆင်ပြေမယ်လို့ကျွန်တော်ထင်တယ်ဗျဒီထဲမှာတော့ like ကြည့်ရတဲ့နေရာကျွန်တော်မတွေ့သေးဘူးနော်ခဏဆောင်းလိုက်မယ်ကျွန်တော်တို့ဒီမှာ6ပုတ်လောက်တော့ထုတ်ပြကြည့်မယ်ဗျ6ပုတ်လုံးရမလားမရမလားတော့ကျွန်တော်မသိဘူးပေါ့နော်ဒီမှာကျွန်တော်တောင်းထားတဲ့ prompt က6ခုဆိုတော့နိ6ပုတ်လောက်တော့ထုတ်ပြကြည့်လိုက်ဒီမှာ reference file မှာကျွန်တော်ပြန်အပ်ဖို့မေ့သွားတယ်ဗျာသိလားreference ဘာကောင်းလဲဆိုတော့ကျွန်တော်တူတာပေါ့နော်တခန်းရင်တခန်းရုပ်တွေပါတယ်တချို့နေရာလေးတူတဲ့နေရာလေးတူတာပေါ့တက်နိုင်လို့ညီအောင်လုပ်တဲ့ဟာပေါ့မြန်လဲမြန်တယ်ဗျာဒီမှာထုတ်ကြတာလေ10မိနစ်လောက်ပဲကြာတယ်10မိနစ်စုံစုံလောက်ပဲကြာတယ်ရုပ်ထွက်ပိုင်းရတယ်ပြောပြန်မိုက်တယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကို down လိုက်မယ် down ပြီးတော့မှကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီကောင်လေးကိုပဲ reference file အနေနဲ့ပြန်အပ်နော်ခဏလေးနော် download ထဲသွားပြီးတော့ရောက်ကကျွန်တော်ခုန down လိုက်တယ်ပုံမဲအပ်လို့ရတယ်ထင်တယ်ဗျ reference ဟုတ်တယ်ဗျ email URL ဆိုပြီးပြတာတယ် reference video အပ်လို့မရဘူးနော်ပုံမဲအပ်လို့ရတာပါဆိုတော့ကျွန်တော်နောက်တစ်ခါကိုထပ်ထုတ်ကြည့်လိုက်တော့မယ်ဗျ reference မအပ်တော့နော်အရင်ဆုံးကိုယ်အနေနဲ့လုပ်မှဆိုပုံလေးတွေအရင်ထုတ်ပြီးမှပုံဗီဒီယိုပြန်လာပြောင်းရင်အဆင်ပြေမယ်ဗျအဲ့လိုလူတွေအတွက်ဆိုရင်လေကျွန်တော်ဒီမှာနောက်ထပ်အခန်း3တစ်ခုမြောက်အတွက်ဟိုဟာလေးပေါ့ဗီဒီယို prompt လေးကို copy လာပြန်ထည့်လိုက်တယ်ပြီးတော့မှကျွန်တော်ဒီမှာ run ကိုထပ်နှိပ်လိုက်တယ်အကုန်လုံးကတော့920လေးနဲ့ပေါ့နော်လောလောဆယ်ကျွန်တော်ထုတ်တာဒါ3ခုမြောက်ပေါ့နော်3ခုမြောက်လောက်ထိ free ရနေသေးတယ်ထင်တယ်ဗျ
ကျွန်တော်ဒီမှာထုတ်တော့ထုတ်နေဒါပြီးသွားလို့ရှိရင်ကျွန်တော် credit နေရာသွားကြည့်လိုက်မယ်ဗျာနော်ထပ်မထုတ်တပြတော့ပဲလေ credit ဘယ်လောက်ရလဲဆိုတာသွားကြည့်လိုက်မယ်မိုက်တော့မိုက်တယ်ဗျာနော်ဒီလောက်ရတာပဲရုပ်ထွက်ပိုင်းလည်းတော်တော်အဆင်ပြေလို့ပြောလို့ရတယ် Grow AI မှာကျွန်တော် free ထုတ်လို့ရတယ်ဆိုတော့ပုံထုတ်ပြီးတော့ပုံဒီမှာပြန်ပြီးတော့ reference အနေနဲ့ထည့်လို့ရတယ်ဒီလားကျွန်တော်တို့ကဘယ်လိုပုံတွေနဲ့သုံးပြပြီးတင်ပါလဲဆိုတော့လေကျွန်တော်တို့ဒီမှာပုံကြိုမထုတ်တာဗီဒီယို pro ကြီးမှရှိတော့အဲ့ဗီဒီယို pro မှာတိုက်ရိုက်ထည့်ပြီးတော့ထုတ်နေရဆိုတော့တစ်ခါရင်တစ်ခါတူချင်မှတူမယ်ဗျအတက်နိုင်ဆုံးထိန်းညှိနေတဲ့လူတွေဆိုရင်အဲ့ကို pro တွေကိုပြန်ပြီးတော့ပုံရင်ထုတ်ပါပုံရင်ထုတ်ပြီးတော့ဒီမှာပြန်လာပြီး file မှာဒီ slab file မှာကျွန်တော်တို့အဲ့ပုံကိုထည့်ပြီးတော့အောက်က pro မှာကျွန်တော်တို့ထုတ်မဲ့ဟာကိုထည့်ပြီးတော့ထုတ်လို့ရတယ်နော်ဘုတ်တစ်ပုတ်ကလည်းဒီမှာကြည့်1မိနစ်ကြော်1မိနစ်ဝန်းကျင်ပေါ့1မိနစ်မပြည့်ဘူးဒါဆိုရင်ခုနအပုတ်ဆိုတော့1မိနစ်မပြည့်နော်ဆိုတော့ဒီမှာခုနအခန်းလေးနဲ့ဆင်ရင်တော့ဆက်ဆက်မှုတော့ရှိတယ်ဗျာခုနအခန်းလေးကဖွားရက်လက်ဖေးကွက်ပြီးတယ်သူကဒီမှာလက်ဖေးကွက်လေးထိုင်တော့နေရဆိုတဲ့ပုံစံနော်ဆိုတော့ဒါလေးကိုလည်းကျွန်တော် down လိုက်တယ် down ပြီးတော့မှကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်ပြန်ထွက်လိုက်အောင်ပဲဗျာနော်ပြန်မလုပ်ပြတော့ကျွန်တော်ထွက်လိုက်ထွက်ပြီးတော့ဟိုပါပေါ့ဘယ်နေရာထွက်ကဟောဒီမှာကျွန်တော်သူ့ရဲ့ဟိုပါပဲပြန်နှိပ်လိုက်တယ်နော်ခဏလေးဗျကျွန်တော်အကောက်ကိုကျွန်တော်သွားကြည့်နေတာဗျကျွန်တော်ဘယ်လောက်ထိဟိုပါဖြစ်လဲပေါ့နော်ဟို credit ဘယ်လောက်ရှိလဲဆိုတော့ပေါ့ဒီဘေးလင်းထဲမှာရှိလားvalue info မှာတော့ရှိတယ်ဗျဒီမှာ26 credit တော့ကျန်သေးတယ်နော်ဒါကျွန်တော်မှရှိရ26 credit 26 credit ဆိုတော့အားလုံးပေါင်းအကောက်ဖွင့်ဘယ်နှ credit ဘယ်လောက်ရမလဲဆိုတော့ကျွန်တော်တွက်ပြီးပြီခဏလေးခုနကတော့ကျွန်တော်3ပုတ်18 credit 18ပေါ့နော်18မှတ်3ပုတ်ထုတ်ထားတယ်ပြီးတော့အဲ့ဒါကိုကျွန်တော်ဒီ28 26နဲ့ပေါ့80ဗျကျွန်တော်အကောက်တစ်ကောက်ဖောက်ပြီးသုံးရင်80 credit ရတယ်ဗျနော်ဒီမေးကောက်များများရှိတဲ့လူတွေတော့အဆင်ပြေတယ်တခြား AI လူတွေလည်းအများကြီးရှိတယ်ဗျကိုယ်တိုင်တော့လိုက်ဆန်းရမှာဗျအဲ့ဒါလေးရတယ်နော်ကျွန်တော်ဒီထဲမှာ student ဟိုဟာကိုတစ်ချက်လောက်ဝင်ကြည့်လိုက်မယ် student 2.0 ဝင်လိုက်မယ်ဝင်ပြီးတော့ဒီကောင်ကဒီမှာframe တွေပါနေသုံးလို့ရတယ်ဒီမှာ reference တွေပေါ့ reference အနေနဲ့ file တွေအများကြီးလည်းအပ်ပြီးတော့လုပ်လို့ရတယ်6ခုလောက်ထိအပ်လို့ရတယ်ဒါပေမဲ့ဒီကောင်မှာတစ်ခုရှိရတယ်ဒီမှာကြီးကျွန်တော်ဒါဘာမှမလုပ်ပြသေးနော် credit က900လောက်ကုန်ပါသေးလား student 2.0ကတော့ဘယ်နေရာဖြစ်ဖြစ်ဈေးကတော့ကြီးနေတာပဲနော်ဒါဒီတိုင်းပဲပေါ့နော်အသိပညာတစ်ခုအနေနဲ့ကျွန်တော်ပြောလိုက်တာ900လောက်ကုန်မယ်ကျွန်တော်ခုနထုတ်တဲ့ grow က18ခုပဲကုန်တယ်အကောက်တစ်ကောက်ဖောက်ရင်80 credit လောက်ရတယ်ဗျာသိလားဆိုတော့မစိုးပါဘူးကျွန်တော် free သမားတွေအနေနဲ့လေအဆင်ပြေတယ် website လေးကိုစမ်းကြည့်လိုက်ကြပါဒီကျွန်တော်ခုနရိုက်ရှာပြထားတယ်နော်ရိုက်ရှာပြထားတဲ့ဒီဥစ္စာလေးကိုမှတ်ထားလိုက်ရတယ်ဒီမှာဒါလေးကိုမှတ်ပြီးတော့ရိုက်ရှာပြီးတော့ဒီ website လေးကိုမှတ်ပြီးရိုက်ရှာပြီးတော့သုံးလိုက်ရတယ်အဲ့ဒါလေးလာမျှဝေရပါဗျကျွန်တော်တော့တန်တယ်မှာနောက်ထပ်ဒီလိုနည်းပညာတွေနဲ့ပတ်သက်ပြီး AI နည်းနဲ့ပတ်သက်တာတွေသိရင်ကျွန်တော် page လေးကို follow လုပ်ထားဖို့တောင်းဆိုပါတယ်ဗျအားလုံးပဲကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျ